ကဲဟုတ်ပြီဗျာဒီတစ်ခေါက်မှာကတော့0 2026 paper match မှာမေးခဲ့တဲ့ paper 2လေးကို0ဖြည့်ကြည့်မယ်အဲ့တော့ဖြည့်ကြည့်မယ်ဆိုတော့တိတ်ပြီးတော့ထွေထူးလို့ပြောစရာမရှိတော့ပါဘူးအရင်ဆုံးပြောချင်တာဗာလဲဆိုတော့ဒီ paper ရဲ့အနှစ်ချုပ်မှာကမေးခွန်းဟောင်းတော်တော်များများကို0တွေ့ရတယ်ဒီမှာ နံပါတ်1မေးခွန်းဆိုလို့ရှိရင်လည်းပဲဒါအရှိမမေးခဲ့ဘူးလေဟို2018 19 20လောက်ထဲကနော်20လောက်ထဲက0မေးခဲ့တဲ့မေးခွန်းမျိုးလေးတွေတွေ့ရတယ်ဒါကဗာလဲဆိုလို့ရှိရင်0ဒီ stone တစ်ခုဟာတဲ့ irregular shape ဖြစ်တယ်တဲ့ဟုတ်ပြီ irregular shape ဖြစ်တယ်ဆိုရင် which property of the stone can be formed by lowering in the measuring cylinder half it with what ရေတဝက်ဖြည့်ထားတဲ့ measuring cylinder တဲကိုအဲ့ဒီကြောက်ခဲတုံးလေးကိုထည့်လိုက်ပြီးသူ့ရဲ့ဘာကိုရှာလို့ရတယ်အဓိက measuring cylinder containing water ရေပါတဲ့ measuring cylinder ကိုအသုံးပြုပြီးဆိုတဲ့ဟိုဆရာတို့ဘာတိုင်းလို့ရလဲဆိုတော့သူဒီ volume တိုင်းလို့ရတယ်ဗျ volume တိုင်းလို့ရတယ်ဒါပါပဲဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခုလား question number 2လေးကလည်းပဲပြောရမယ်ဆိုလို့ရှိရင် past paper အဟောင်းပါပဲဗျနော်မေးခွန်းအဟောင်းပါပဲဆိုလိုချင်တာဗာလဲဆိုလို့ရှိရင်ဆရာတို့ helium ဘောလုံးလေးကိုသူကတိတ်နဲ့ကတ်လိုက် top and valence ဆိုတော့ဆရာတို့ချိန်ဝင်ပေါ်မှာတိတ်နဲ့ကတ်လိုက်တယ်ဒီချိန်ဝင်ပေါ်မှာပဲ digital valence ပေါ်မှာ sorry top and valence ပေါ်မှာပဲဆရာတို့က metal block လေးကိုတင်ထားတယ်အဲ့ဒီ metal block ရဲ့ mass ဒီဘယ်လောက်ရှိလဲဆိုလို့ရှိရင်100 gram ရှိတယ်ဒါပေမဲ့ဒီက balance reading ကဘယ်လောက်ပဲပြလဲဆိုလို့ရှိရင်91 gram ပဲသူကပြဒါဟာဆရာတို့ကသူ့ကို which statement can be deduced from this experiment ဒီလက်တွေ့ဆန်းစစ်ချက်ကနေပြောမှာဘယ်လိုမျိုးကောက်ချက်ချလို့ရတယ်လဲဒါဆိုရင်ဆရာတို့ကဘာလာမလဲဆိုတော့နံပါတ် A က balloon exerts a downward force of 0.09 Newton on the top and middle ဟုတ်ပြီအဲ့တော့ကိုကဘာလုပ်မလဲဆိုလို့ရှိရင်ဟုတ်ပါပြီဒီကောင်တော့ helium ဘောလုံးကတော့အပေါ်ကိုတင်တင်ထားတယ်ဥပမာဆိုလို့ရှိရင်တော့ဆရာတို့ကသူ့ရဲ့ mass ကိုလိုတော့100 gram လေးကနေပြီးတော့မှဆရာတို့91ကိုနှုတ်လိုက်တယ်အဲ့တော့ဆရာတို့ဘယ်လောက်ရမလဲဆိုလို့ရှိရင်9 gram ရမယ် gram to kilogram ဆိုတဲ့အတွက်ကြောင့်10 power minus 3တစ်ချက်ချင်းစီရှင်းပါနော်မှားတာလားမှန်တာလားဆိုတော့မပြောသေးဘူးနော်အဲ့တော့9 divided by 1000ဆိုလို့ရှိရင်0.009 kilogram ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့က weight ကို short တော့ W equal to mg mass ကကျတော့ 0.009 minus 9.8 ဟေ့တန်းနဲ့တွက်လို့ရလားမရဘူးနော် 9.8 ဆရာတို့ရှင်းလိုက်မယ်ဆိုလို့ရှိရင် 0.0009 newton ဆိုပြီးထွက် downward force ကြီးကဒီလောက်ကြီးဖြစ်နေတယ်ဘာမှလည်းမဆိုင်ဘူးမှားတယ်ဒါဆိုလို့ရှိရင် helium 9တဲ့ minus 9 gram ရှိတယ်တဲ့mass က minus 9နေပါလေသုံးလို့မရဘူးဒါဆိုလို့ရှိရင်ဟုတ်ပြီတဲ့သူကအပေါ်ကိုတက်နေတာလေကွာအပေါ်ကိုတက်နေတာဖြစ်တဲ့ပြီးတော့သူ့ရဲ့ mass ကိုဆရာတို့ plus သုံးလို့မရဘူးဒါကြောင့်မို့သူ့ရဲ့အဖြေက D ဒါဆိုရင် resonant downward force on the top and balance ကတဲ့ 0.89 newton ဖြစ်တယ်ဆိုတော့ဟုတ်လားမဟုတ်လားဆိုတော့ဆရာတို့ပြန်တွက်ကြည့်ရအောင်ဒါဆိုရင်ဟုတ်ပြီဆိုကြပါစို့ဆရာတို့ဘာလာမလဲဆိုတော့ weight of metal block ဒီဘယ်လောက်လို့ပြောလို့ရလဲဆိုလို့ရှိရင်100 gram to kilogram ဆိုတဲ့ပြောင်း10 power minus 3 multiply 9.8ဒါဆိုရင်ဆရာတို့သူ့ကို100 multiply 9.8 divided by 1000အဲ့တော့1000ရှင်းလိုက်မယ်ဆိုလို့ရှိရင်ဆရာတို့ဘယ်လောက်ရမလဲဆိုတော့ 0.98 newton ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဆရာတို့နောက်ထပ်တစ်ချက်ကကျတော့ဒီကောင်ကြီးအပေါ်တက်တဲ့အခါမှာဆရာတို့သူ့ရဲ့ဒါပြောရမယ်ဆိုလို့ရှိရင်100 gram ဟုတ်ပဲနဲ့သူက91 gram အနေနဲ့ဆရာတို့ပြန်လို့ဒါမှမဟုတ် minus 3ဒါဆိုလို့ရှိရင်ဆရာတို့ 9.8 ကဲဆိုတော့ဆရာတို့အဲ့ဒါလေးရှင်းကြည့်မယ်9.8 multiply 91 multiply 9.8 divided by 1000ဒါဆိုလို့ရှိရင်ဆရာတို့သူ့ကိုရှင်းလိုက်မယ်ဆိုလို့ရှိရင် 0.8918ဆိုတော့ newton okay ဒါဆိုလို့ရှိရင်ဆရာတို့ကပြမှာကသူဒီ100ကိုမပြဘဲနဲ့91 gram ရဲ့ weight ကိုပဲပြမယ်တနည်းအားဖြင့် downward force ကိုပဲပြတာဖြစ်တဲ့အတွက်ကြောင့် 0.89 newton ဖြစ်တဲ့အတွက်ကြောင့်ဒီလို့ဆရာတို့ဖြေလို့ရတယ်ဒါလည်းပဲမေးခွန်းဟောင်းမယ်okay ဒါကြောင့်လို့ဆရာတို့ number 1ဟို A အနေနဲ့တွက်ခဲ့တဲ့ဟာကိုမှားတယ်လို့ပဲပြောလို့ရတယ်ဒါပါပဲဗျကဲအဲ့ဒါဆိုလို့ရှိရင်ဆရာတို့နောက်ထပ်တစ်ခုလာ number 3မေးခွန်းဟောင်းပါပဲဆိုလိုချင်တာကဘာလဲဆိုလို့ရှိရင်ဆရာတို့ဒီမှာကဒီအပြေးသမားတစ်ယောက်ကတဲ့ S&P ဆိုတော့တောင်ကုန်းပေါ်ကိုတက်တာလीဘာလုပ်မလဲဆိုလို့ရှိရင်မီတာ300တက်လိုက်တာကဘယ်လောက်ကြာသွားလဲဆိုလို့ရှိရင်စက္ကန့်100စက္ကန့်ကြာ100 second ပြန်ဆင်းလာတယ်
ဘယ်လောက်ကြာလဲဆိုလို့ရှိရင်ဆရာတို့က50 second ကြာကနန်းလေးတော့လွဲသွားတယ်နော်ကနန်းလေးတော့လွဲထားတယ်ဒါပေမဲ့မေးခွန်းဟောင်းမေးထားတာကဘာမေးထားလဲဆိုလို့ရှိရင် average speed ကိုလိုချင်တာ average speed ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့် total distance divided by total time တွေကန်သူ့ရဲ့ total distance ကြီးဘယ်လောက်လဲဆိုလို့ရှိရင်အသွား300အပြန်300ဆိုတဲ့အတွက်ကြောင့်600ဖြစ်သွားတယ် total time တွေကန်ကြတော့ဆရာတို့ဘယ်လောက်လဲဆိုလို့ရှိရင်150ပေါင်115လေးဆိုတော့60ဆိုတော့ဖြေရပါလောက်ထွက်သွားတယ်ဆိုတော့4 meter per second ဆိုပြီးတော့ထွက်တယ်ဒါဆိုလို့ရှိရင်ဆရာတို့သူ့ရဲ့ correct answer လေးဘာလို့ပြောလို့ရလဲဆိုတော့ B လို့ပြောလို့ရ average ဖြစ်နေတဲ့အတွက်ကြောင့် total distance divided by total time တွေကန်နဲ့သုံးထားတာအောင်ဆရာတို့တွေ့ရဟုတ်ပြီဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခု speed time graph speed time graph ကိုပေးထားပြီးတော့ဗာမေးထားလဲဆိုလို့ရှိရင် acceleration of the car ရဲ့ acceleration ကိုမေးထားတယ်ဒါဆိုရင်ဆရာတို့ speed time graph or velocity time graph မှာအခြေခံ theory နှစ်ချက်သိရပထမချက်ကကျတော့သူ့ရဲ့ gradient or slope ဒီဘာလို့ပြောလို့ရလဲဆိုလို့ရှိရင် acceleration ကိုပေါ်ပြတယ် area under the graph ဒီ distance ကိုပေါ်ပြတယ်ဒါဆိုဆရာတို့ acceleration ကိုလို့တော့ b minus u by d နဲ့တွဲရုံပဲ final ကဘယ်လောက်လဲဆိုလို့ရှိရင်12 initial ကဘယ်လောက်လဲဆိုလို့ရှိရင်4 divided by time ဒီကန်ကျတော့ဘယ်လောက်လဲဆိုလို့ရှိရင်2ဒါဆိုရင်ဟိုက8ဆိုတဲ့အတွက်ကြောင့်ဘယ်လောက်ထွက်သွားမလဲဆိုလို့ရှိရင်4ထွက်သွားမယ်4 meter per second square ဒါကြောင့်မသူ့ရဲ့ correct answer ကိုဘာလို့ပြောလို့ရလဲဆိုတော့ A လို့ပြောလို့ရတယ် what is the weight weight ဆိုတာဘာလဲ weight ဆိုတာဒီ force of gravity or gravitational force thrust weight အားလို့ပြောလို့ရတယ်ဒါကြောင့်မသူ့ရဲ့အဖြေက C ဒါဆိုရင်ဆရာတို့နောက်တစ်ခု question number 6 relation between the force of the object force on the object mass and its acceleration လွယ်လိုက်တာဘာလို့ဖြေမလဲဆိုတော့ F is equal to ma F is equal to ma ရှာကြည့်မရှိဘူးဒါဆိုရင်ဟုတ်ပြီဒါဆိုရင်ဆရာတို့ကဘာသုံးလို့ရလဲဆိုတော့ F is equal to ma ဆိုလို့ရှိရင် mass ကိုလိုတော့ m equal to F divided by a ရတာပေါ့သူရဲ့ correct answer ဒီဘာလို့ပြောလို့ရလဲဆိုတော့ C လို့ပြောလို့ရ question number 7 လား which statement about the resonant force acting on the moving object must be correct ကျွေးနေတဲ့အရာဝတ္ထုအတွက်တဲ့ resonant force တက်ရောက်နိုင်တဲ့အခြေအနေကဘယ်စာသားအမှန်လဲဟုတ်ပြီဒါဆိုရင်နံပါတ် A ကကြတော့ it is a change in momentum of an object per unit time ဒါဆိုလို့ရှိရင် F is equal to data b by b change in momentum divided by time တွေပြီးပြီဒါပဲအဖြစ်အဲ့မှာ A နဲ့ထွက်သွားတယ်ဒါဆိုရင်ဆရာတို့နောက်တစ်ခု B ကြတော့ဖြစ်နိုင်လား constant velocity ဆိုလို့ရှိရင် acceleration က 0ဒါဆို resonant force က 0ဖြစ်သွားတယ်နောက်တစ်ခါကျတော့ဆရာတို့ it is an impulse acting on the object ဟုတ်ပြီ impulse ဆိုတာကကျတော့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် ft လို့ပြောလို့ရတယ်ဒါကြောင့်လို့ ft ဒီ change in momentum နဲ့ညီတယ် no resonant force တက်ရောက်လို့မရဘူးအပေါ်ဆုံးက a ရဟာကိုပြောင်းပြန်ချထားတာနောက်တစ်ခါကျတော့ it is the largest forward force acting on the object ဒါပေမဲ့ဆရာတို့အဲ့ဒီ forward force ကိုပြန်ပြီးတော့ resist ပြန်လုပ်ပေးမယ်ပေါ့ရှိအောင်မှာဒါကြောင့်လို့ဆရာတို့သူ့ရဲ့အဖြေကို a ပဲတည်တံ့ယူလိုက်တာမမှားပါဘူးဗျကဲဒါဆိုလို့ရှိရင်ဆရာတို့နောက်ထပ်တစ်ခုလာမယ်ဗျနောက်ထပ်တစ်ခုကကျတော့ဆရာတို့နံပါတ် 8 လေးစဉ်းစားကြည့်မယ်ဗျဆိုတော့ဆရာတို့ question number 8 လေးကိုအဖြေတိုင်းမယ်ဆိုလို့ရှိရင် motor is used to lift different side loads through the same particle height အဲ့တော့အမြင့်ကတော့အတူတူပဲတဲ့ဒါပေမဲ့အရွယ်စားမတူညီတဲ့ load လေးတွေကိုမတင်မှုရအတွက် motor တစ်ခုကိုအသုံးပြုထားတယ် motor ရဲ့ power input ဒီ constant ဖြစ်မယ်ဆိုရင်သူ့ရဲ့ load နဲ့ time တွေကိုပေါ်ပြတဲ့ graph လေးတစ်ခုပေးထားတယ်ဆိုတော့ efficiency of a motor is called ဒါဆိုရင်စဉ်းစားဆိုလိုချင်တာကဘာလဲဆိုလို့ရှိရင် efficiency ကိုလိုချင်တယ်ဆိုရင်zero useful ဒီမှာဆိုလို့ရှိရင်တော့ zero ဘာနဲ့သုံးလဲဒီမှာ power input ဆိုတဲ့အတွက်ကြောင့်ဆရာ useful power output ကိုတည်ဘာနဲ့စာမလဲဆိုတော့ total power input နဲ့စာ 100% နဲ့မြှောက်လုံးဝကျော်ဒီလောက်ဟုတ်ပြီဒါဆိုရင်ဆရာတို့ကအကယ်၍တဲ့လုပ်ကို increase လုပ်မယ်ဆိုရင်တဲ့ efficiency ကလျော့သွားမယ်တဲ့လုပ်ကို increase လုပ်မယ်ဆိုရင် efficiency ကလျော့သွားမယ်ဆိုတော့ဆရာတို့က motor ကပေးတာက input လုပ်ပြီးအပေါ်တက်သွားတာဆရာတို့ output လို့ပြောလို့ရတယ်ဒါဆိုရင်လုပ်ရဲ့ mass လိုလာပြီ mass လိုလာပြီဒါဆိုရင်နောက်တစ်ချက်ကကျတော့ဘာလာမလဲဆိုတော့အတူတူပဲသူလည်းပဲလုပ်ကို increase လုပ်မယ်ဆိုလို့ရှိရင် efficiency ကတိုးသွားလိမ့်မယ်နောက်တစ်ခါကျတော့ zero ဘာလာမလဲဆိုတော့လုပ် increase လုပ်လို့ရှိရင်လည်းပဲ efficiency က stay the same နောက်ဆုံးလိုက်ကြလဲကြာအောင် zero ဘာလာမလဲဆိုတော့ more information is need to determine this
ငါတို့ဒီပု္ပ္ပာကိုဖြည့်ရှင်းဖို့အတွက်နောက်ထပ် information တွေလိုသေးတယ်တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်သူကတိုင်းတိတ်ကန်နဲ့ဆရာတို့ကဒီ lift ကိုသူကအဓိကပေးထားတယ် motor input ကိုသူက constant ဆိုပြီးတော့ပေးထားတော့ဆရာတို့က efficiency မေးထားတာဒါဆိုရင်ဆရာတို့က power အတွက်သက်ဆိုင်တာက useful power ဒီတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် work done divided by တိုင်းတိတ်ကန် or energy divided by တိုင်းတိတ်ကန်အဲ့တော့ mgh by d နဲ့ဆရာတို့စဉ်းစား total power input multiplying 100%ပုံမှန်တော့ပြောမယ်ဆိုလို့ရှိရင် input ကတော့ constant ဖြစ်နေတယ်ဆိုတဲ့အတွက်ကြောင့်ဟုတ်ပြီဒီကောင်ခဏထားလိုက်ဒါလေးမပါတော့အဲ့တော့ mgh by d ဆိုတော့ highly constant ဒါဆိုရင် load lift အတွက်သူက newton ပေးထားတယ်ဆိုတော့ဟုတ်ပြီတိုင်းတိတ်ကန်လိုက်ပြီးပြောင်းနေမယ်ဆိုတော့နောက်ထပ်ကြားထဲမှာဆိုလို့လုံနေတာလေးတွေရှိသေးတယ်မတိကြဘူးဒါကြောင့်မလို့သူ့ရဲ့အဖြေကဘာလို့ပြောလို့ရလဲဆိုတော့ဒီလို့ပြောလို့ရတယ်ဗျာပြောမယ်ဆိုလို့ရှိရင်တော့ information ကမတိကြတဲ့အတွက်ကြောင့်ဘယ်လိုစဉ်းစားရမှန်းတော့ဖြစ်သွားလိမ့်မယ်ဒါဆိုရင်နောက်တစ်ခု number 9မေးခွန်းဟောင်းပါသူကဘာလာမလဲဆိုလို့ရှိရင် object is at depth height below the surface of the liquid density of liquid of rho gravitational field strength က g total liquid pressure at the depth ဆိုတဲ့အတွက်ကြောင့် p equal to rho gh အဲ့တော့ p equal to rho gh ဆိုတဲ့အတွက်ကြောင့်အဲ့ဒီမှာနေဆရာတို့အဖြေကပြီးသွားပြီဘာလဲဆိုလို့ရှိရင် formula ဒီပေါ့ပဲ formula ကြီးပဲမေးတာနှစ်ခါရှိသွားပြီနော်ကဲဟုတ်ပြီဒါလေးကဘာလာမလဲဆိုလို့ရှိရင် a car tire runs over the nail that make the hole in it ဆိုလိုချင်တာကကားမောင်းနေတဲ့အခါမှာတန်ချောင်းဆိုင်သွားတန်ချောင်းလိုက်ဆက်လဲဆက်အဲ့တန်ချောင်းနှုတ်လဲနှုတ်လဲအဲ့မှာလေတွေကဝေါဆိုပြီးတော့အပြင်ကိုလိကောက်ဖြစ်လာတယ်ပြက်လာဒါဆိုလို့ရှိရင် why does the air leave the tire ဘာကြောင့်မလို့ဒီတာယာတွေကလေတွေထွက်လာတာလေဩထွက်ချင်လို့ထွက်တာဟုတ်မဟုတ်ပါဘူးပြောမယ်ဆိုလို့ရှိရင်ဆရာတို့ကကားတာယာထဲမှာရှိနေတဲ့လေရဲ့ pressure ကပြင်ပမှာရှိနေတဲ့ pressure ထက်ပိုပြီးများတဲ့အတွက်ကြောင့်ဝေါဆိုပြီးတော့အပြင်ကန်ထွက်လာအကယ်၍သာဆရာတို့ကပြောမယ်ဆိုရင်အပြင်က atmospheric pressure ကများပြီးတော့ air pressure ဒီတာယာထဲမှာရှိနေတဲ့ pressure နည်းတယ်ဆိုရင်တာယာရဲ့ကျုံဝင်သွားမှာပေါ့ဗျာဒီလိုဖြစ်သွားမှာပေါ့နော်ဒါကြောင့်အထဲမှာရှိနေတဲ့ဒီတာယာထဲမှာရှိနေတဲ့လေရဲ့ pressure ဒီအပြင်က pressure ထက်ဆိုင်ပိုများတဲ့အတွက်ကြောင့်လေတွေကထွက်လာခြင်းဖြစ်ပါတယ်အဲ့ဒီမှာလည်းအဖြစ်ကအေးပြီးသွားပြီဗျနောက်တစ်ခုဒါကကျတော့ gas law ဗျ gas law ဗျဒါလေးကကြတော့ဘာလာလဲဆိုရင် which graph show the relation between the pressure and volume ပူရင်ပွားတယ်ဆိုတော့ temperature နဲ့ကမဆိုင်မြန်ဘူး temperature constant ဒါဆိုလို့ရှိရင် pressure နဲ့ volume နဲ့ဆိုလို့ရှိရင် inversely proportional ပြောင်းမြန်အချိုးကြတယ်ပြောင်းမြန်အချိုးကြတယ်ဆိုတော့ဒီမှာဆိုရင် 1/p နဲ့သုံးထားတယ်ဆိုတော့ဟိုမှာ pressure နဲ့ volume နဲ့ပြောင်းမြန်အချိုးကြတယ်ဆိုတော့အဲ့မှာရုပ်တည်နဲ့ b ဆိုပြီးတော့ဆရာတို့ရေးလိုက်ဒါပေမဲ့အဲ့ဒီအချက်က graph ဒီစီစစ်မှုမရှိဘူး graph ဒီစီစစ်မှုမရှိဒါကြောင့်မလို့ဆရာတို့က pressure နဲ့ 1/p နဲ့ကျတော့ဓာတ်ရိုက်အချိုးကြတယ်ဆိုတော့ယူလို့မရဘူးလားရတာပေါ့ဗျာဒါကြောင့်မလို့ဆရာတို့ကသူပြီး c ပါဗျာကဲဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခုဒါလေးကကျတော့ဘာလာမလဲဆိုလို့ရှိရင် the graph show how the internal energy of 1 kg of the metal change with temperature အဲ့တော့ temperature နဲ့တကွ1 kg ရှိတဲ့အရာဝတ္ထုလေးရဲ့ internal energy ဘယ်လိုပြောင်းလဲသွားလဲဆိုတာလေးကိုပေါ်ပြတယ်ဒါဆိုလို့ရှိရင် what is the increase in internal energy of a block ဆိုတဲ့အတွက်ကြောင့် delta E လို့ဆရာယူလိုက်မယ် same matter of mass 0.125 kg ဆိုတဲ့အတွက်ကြောင့် temperature ပြောင်းတယ်ဆိုတော့40 to 80 degree ဆိုတဲ့ degree Celsius ဆိုတဲ့အတွက်ကြောင့် change in temperature delta T ဒါ energy ကဟာဒီ temperature ဘယ်လိုပြောင်းလဲဆိုတော့သူကမေးထားတာဖြစ်တဲ့အတွက်ကြောင့် delta E equal to mc delta T ဟုတ်ပြီဒါဆိုရင်sorry c equal to delta E divided by m multiply delta T ဆိုတော့ delta E ကို830သွားယူလို့မရဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒီမှာ800ကနေပြီးတော့30ဆိုတဲ့အတွက်ကြောင့်30ပဲရှိဘူး mass က1 change in temperature က100ဒါကြောင့်မလို့ဆရာတို့မှာက300ပဲရှိဘူးနည်းနည်းလေးကြည့်တာရှမ်းသွားတယ် sorry ပါဗျအဲ့ဒါပြီးတော့မှဆရာတို့က delta E equal to mc delta T mass ကကြတော့ဆရာတို့ဘယ်လောက်လဲဆိုရင်ဒီမှာ3ရမယ် 0.125 multiply T ကကြတော့ဘယ်လောက်လဲဆိုရင်အပေါ်မှာရထားတယ်300 delta T ကကြတော့ဘယ်လောက်လဲဆိုတော့40
0.125 multiply 300 multiply 40ရှင်းလိုက်မယ်ဆိုလို့ရှိရင်0ဘယ်လောက်ရမလဲဆိုတော့1500ချိုးရအဲ့တော့သူ့ရဲ့ correct answer ဒီဘာလို့ပြောလို့ရလဲဆိုတော့ C လို့ပြောလို့ရနောက်ထပ်တစ်ပုဒ်ဘာလာမလဲဆိုလို့ရှိရင် both melting boiling of water requires an input of energy အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ရေစုဖို့အတွက်ကောအရေပျော်ဖို့အတွက်ကော input energy လိုအပ်တယ်ဒါဆိုလို့ရှိရင်ဆရာတို့ကအဲ့လိုမျိုး melting ဖြစ်နေတဲ့အချိန်သို့မဟုတ် boiling ဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင် temperature ဘာဖြစ်မလဲ temperature of water ဘာဖြစ်မလဲအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ဒါက melting လို့ boiling လို့ဆိုတာဒီအဲ့ဒီနှစ်ချက်ကဘာလို့ပြောလို့ရလဲဆိုတော့ chain of state အဆင့်ပြောင်းနေအဲ့လိုအဆင့်ပြောင်းနေစေအတော်တွင်းမှာ no change in temperature မပြောင်းပါဘူးဗျအဲ့တော့ပြောရမယ်ဆိုလို့ရှိရင် temperature ပြောင်းလဲခြင်းရှိလားဆိုရင်မရှိဘူးဒါကြောင့်မို့ temperature remain unchanged during melting and during boiling ဒါကြောင့်မို့သူ့ရဲ့ correct answer ဒီ D လို့ပြောလို့ရပါတယ်ကဲဒါဆိုရင်နောက်ထပ်တစ်ပုဒ်မဟုတ်ဗျနှစ်ပုဒ်စဉ်းစားကြည့်ပါမယ်ဗျာကဲဆိုတော့ question number 14လေးကိုအဖြေတိုက်မယ်ဆိုလို့ရှိရင် beaker contains a liquid ခွက်တစ်ခွက်ထဲမှာရေထည့်ထားပါတယ်အဲ့လိုရေထည့်ထားတဲ့အခါမှာဆိုလို့ရှိရင် as the liquid evaporate ဒီခွက်ထဲမှာရှိနေတဲ့ရေတွေက evaporate ဖြစ်သွားတယ်ငွေ့ပြန်အဲ့လိုငွေ့ပြန်တဲ့အခါမှာဆိုလို့ရှိရင် particle escape from the surface of the liquid ဆိုလို့ရင်ရေရဲ့မျက်နှာပြင်ကနေပြီးတော့မှ particle လေးတွေထွက်သွားတာလည်းရှိတယ်ဒါအပြင်ပြောရမယ်ဆိုလို့ရှိရင် temperature of the beaker change ဒီခွက်ရဲ့အပူချိန်ကလည်းပဲပြောင်းနေပါလေဒါဆိုရင် beaker က cool down ဖြစ်သွားလိမ့်မယ် because ဘာကြောင့်လဲဆိုလို့ရှိရင် less energetic particle လေးတွေ escape from the surface of the liquid မျက်နှာပြင်ရေရဲ့မျက်နှာပြင်ကနေပြီးတော့မှဆရာတော်ကစွန့်နေပါပါတယ်ဆိုတဲ့ particle လေးတွေကထွက်သွားလို့အဲ့မှာ less energetic ပါနေတဲ့အတွက်ကြောင့်မှားတယ်တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင် more energetic molecule လေးတွေ more energetic particle လေးတွေကကျတော့ escape into the air လေထဲကိုပြန့်နှံ့သွားလိမ့်မယ် less energetic molecule လေးတွေကလာလေရင်ဖတ်မှာကြံရှိနေတဲ့အတွက်ကြောင့်ဖတ်ကအေးသွားတယ်လို့ဆရာတို့ပြောလို့ရတယ်ဒါကြောင့်လို့ beaker cool down ဟုတ်ပြီခွက်လေးကအေးသွားတယ်ဘာကြောင့်လဲဆိုလို့ရှိရင် more energetic particle လေးတွေကကျတော့ escape of surface of the liquid အရေမျက်နှာပြင်ကနေထွက်သွားတယ်လို့ပြောလို့ရတယ်ဆိုတော့ဆရာတို့သူ့ရဲ့အဖြေကဘာလို့ပြောလို့ရလဲဆိုတော့ B လို့ပြောလို့ရတယ်ခွက်ကြီးကတော့မပူပါဘူးเนาะဘာလို့ခွက်ကြီးကမပူတာလဲဆိုလို့ရှိရင်အပူမှမပေးတာကွာနော်အပူပေးတယ်ဆိုတဲ့စာသားလည်းမပါဘူးဒါဆိုနောက်ခု equal volume of water volume တူတဲ့ရေ၄ခွက်ပြထားတယ်အဲ့ဒီမှာလည်းပဲရေအကုန်လုံးကြီးဘယ်လောက်ရှိရမလဲဆိုတော့100 degree Celsius ရှိရမယ်အဲ့မှာ2 containers ခွက်နှစ်ခွက်က maplet size အမဲအောင်တုပ်ထားတယ်နောက်တစ်ခါကျတော့2 containers နောက်ထပ်ခွက်နှစ်ခွက်ကကျတော့ shiny white size ဆိုလိုချင်တာကကျတော့ငွေရောင်တုပ်နေတာအရောင်တောက်တောက်လေးအဖြူတောက်တောက်လေးလို့တုပ်ဒါဆိုလို့ရှိရင် one of each type of the container has a lid ဆိုလိုချင်တာအဲ့မှာဘာလဲဆိုလို့ရှိရင်ဆရာတို့ခွက်၄ခွက်မှာနှစ်ခွက်ကဘာဖြစ်ထားလဲဆိုလို့ရှိရင်အုပ်အုပ်ထားလေးနောက်ပြီးတော့သူ့ကိုအဲ့ခွက်တွေကို2 minutes 2 minutes ကြာအောင်ထားတယ်ဒါဆိုလို့ရှိရင် which container of water has a highest temperature ဘယ်ခွက်ကအပူချိန်အမြင့်ဆုံးဖြစ်နေမလဲဘယ်ခွက်ကအပူချိန်အမြင့်ဆုံးဖြစ်နေမလဲဆိုတော့ဆိုလိုချင်တာဒီ2 မိနစ်ကြာပြီးတဲ့အချိန်တော်မှာအပူကိုထိန်းထားနိုင်တယ်ဆိုတဲ့အရာဒီဒါအရှိမတော့ကလည်းဆရာတို့ပြောခဲ့ဥပါတယ် shiny white color အတွင်းမှာရှိနေတဲ့ shiny white color ပဲဖြစ်ဖြစ်အပြင်ပိုင်းမှာပဲရှိသူကပြောရမယ်ဆိုလို့ရှိရင် radiation ကခွက်ထဲမှာရှိနေဆိုအဲ့ခွက်ထဲမှာပဲသူက store လုပ်လို့ရအောင်တနည်းအားဖြင့် thermal energy ကို store လုပ်လို့ရအောင်လို့သူကဘာလုပ်ပြီးထားလဲဆိုလို့ရှိရင်ဒီကောင်ကထိန်းပေးထားနိုင်တယ် shiny white side တွေကဟုတ်ပြီဒါအပြင်အငွေ့မပြန်တော့အပူမလျော့သွားအောင်အပေါ်ကနေအဖုံးဖုံးထားတယ်ဆိုတော့တစ်ခုပဲရှိတော့အဲ့ဒါဘာဖြစ်မလဲဆိုတော့ဒီလို့ပြောလို့ရတယ်ဗျဒီလို့ပြောလို့ရတယ်ဆိုလို့ကျွန်တော် shiny white size ဆိုတော့အဓိကအပြင်ကိုအပူတွေပြတ်ထွက်သွားခြင်းမရှိအောင်လို့အတွင်းထဲမှာဆရာတို့ဘာနဲ့တုပ်ထားလဲဆိုလို့ရှိရင်ငွေရောင်သုံးဖို့အဖြူအောင်တုပ်ထားတယ်ဒါအပြင်အပူတွေအပြင်ကိုမထွက်သွားအောင်အပေါ်ကနေအဖုံးလေးပါထပ်အုပ်လိုက်သေးတယ်ဗျဒီလိုပုံစံမျိုးလို့ဖြစ်သွားတယ်နောက်တစ်ခုဒါလည်းပဲပြောရမယ်ဆိုလို့ရှိရင်ဆရာတို့ဒီမှာ also keep in one water in the metal kettle boils over the fire ဟုတ်ပြီ which thermal energy transfer are taking place in this situation ကဲဒီလူပြထားတဲ့ပုံများဆိုရင်ဘာတွေရှိနေလဲ conduction ရှိမလား convection ရှိမလား radiation ရှိမလားတကယ်တော့၃ခုစလုံးရှိတယ်ဒီက၃ခုစလုံးရှိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဖတ်ကြတဲ့ဒီလူစီကိုအဲ့မှာ radiation ကလာမှာဗျာနွေးနေတာပဲ
ဟုတ်ပြီဒါဆိုလို့ရှိရင်ရေနွေးဦးထဲမှာဗာလေးတွေထည့်ထားလဲဆိုတော့ရေလေးတွေထည့်ထားတယ်ဒါဆိုလို့ရှိရင်သူကဘာဖြစ်နေဦးမှာလဲဆိုလို့ရှိရင်အထက်မှာ conversion ဖြစ်နေဦးမှာပဲဆရာ conduction ကဘယ်လိုလုပ်ပါလားအရင်ဆုံး O ပူမှာကွာ O ပူတာအဲ့ဒါ conduction နည်းနဲ့ပူတာအဲ့ကြတော့မှ O ကအပူကရေထဲကိုစီးသွားမှာဒီလိုမျိုးအဲ့တော့ရေကပူလာတယ်ဆိုတာက conversion နည်းနဲ့ပူတာဒါကြောင့်မို့သုံးခုစုံကြည့်တယ်လို့ပြောလို့ရတယ်ကဲဒါလေးကတော့ဆရာတို့ weight ပြ weight သိမှုတဲ့အခြေခံလေးတွေနဲ့ဆရာတို့နည်းနည်းလေးလေ့လာကြည့်အောင်ဆက်စုကြည့်အောင်အဲ့ဒါဘာလဲဆိုတော့ amplitude နဲ့ weight plan တွေကိုမေးထားတယ်နောက်ပြီးအောက်မှာနံပါတ်18လေးပါနှစ်ပုတ်တွဲပြီးစဉ်းစားကြည့်ပါ question number 17မှာကကျတော့ဆရာတို့ weight ပုံကိုပြထားပြီးတော့ amplitude ဆိုတာကကျတော့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် rest or equilibrium line ကနေပြီးတော့မှ weight crest ပြားကအကွာ weight ကိုဆရာတို့ amplitude လို့သုံးလို့ရတယ်ဒါဆိုရင် amplitude ကိုသူပြထားတာဘာပဲရှိမလဲဆိုတော့ s ရှိမယ်ဗျာဟုတ်ပြီဒါဆိုလို့ရှိရင် weight plan ဆိုတာကကျတော့ line ထိပ်နှစ်ခုကြာ crest to crest သို့မဟုတ် torch to torch ဆိုတော့အဓိကဘာလို့ပြောလို့ရလဲဆိုတော့ r လို့ပြောလို့ရတယ်ဗျာဒါကြောင့်မို့ဆရာတို့ s နဲ့ r ဆိုတဲ့အတွက်ကြောင့်သူက d ပေါ့နော်ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကကျတော့ဘာလာမလဲဆိုလို့ရှိရင် with statement about the image of an object found in the plane mirror is correct ရိုးရိုးဆရာတို့ပြည်ညီမှန်မှာတဲ့ပုံရိပ်ပေါ်တယ်ဆိုရင်တဲ့ဘယ်ကမှန်လဲပေါ့အဲ့တော့ဘယ်ကမှန်လဲဆိုလို့ရှိရင် is smaller than the object တဲ့ငါတော့အပြင်မှာအရက်အရှိကြီးပဲမှန်နဲ့သွားလိုက်တော့ကိုယ့်ရက်လေးကပူသွားတာတွေပါ no မရှိဘူးနော်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် side the image နဲ့ side the object နဲ့ကအတူတူပဲဒါကြောင့်မို့သူ့ရဲ့ correct answer ဒီ same side ရွေးစားတူတယ်လို့ပြောလို့ရတယ် B ပေါ့နော်ကဲနောက်ထပ်တစ်ခုပြ question number 19သူကကျတော့ ray of light အလင်းတန်းလေးရဆိုလို့ရှိရင် travel from air into the glass block ဆိုလို့ရှိရင်လေထဲကနေပြီးတော့ glass block ကိုအလင်းတန်းသွားတယ်လေထဲမှာရှိတဲ့ကောင်ကျတော့ဆရာတို့ကဒီမှာဒီ VA glass မှာဆိုရင် VG wave length ကကျတော့ lambda A glass ကကျတော့ lambda G frequency ကကျတော့ FA FG ဆိုပြီးတော့ပေးထားတယ်ဒါဆို refracted index ကိုဆရာတို့ရှာ refracted index of glass ကိုရှာမယ်ဆိုရင် air into the glass block လို့ပြောထားတာဒီလိုဗျဒါဆိုလို့ရှိရင်ဆရာတို့က n equal to velocity ratio နဲ့စဉ်းစားရင် c divided by v the ratio of the speed of light in air into the speed of light in perpendicular median ဒီလိုဆိုလို့ကျွန်တော်ကအပေါ်မှာ air ရှိကိုရှိရလိမ့်မယ်အောက်မှာကျတော့ဆရာတို့ glass ရှိကိုရှိရလိမ့်မယ်ဒါကြောင့်မို့ဆရာတို့ VA by VG လို့ပြောလို့ရတယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့ကကျင်းသေးပေါ့ဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်ပထမတစ်ခုကမှန်သွားပြီနောက်တစ်ခုဘာလာမလဲ wave plan နဲ့စဉ်းစားကြည့် v equal to f lambda အရာအလင်းပြန်တာပဲဖြစ်ဖြစ် reflection ဖြစ်တာပဲဖြစ်ဖြစ်အလင်းရိုင်တာ refraction ဖြစ်တာပဲဖြစ်ဖြစ်အမြဲတမ်း frequency ကပြောင်းလဲခြင်းမရှိဘူးဗျ frequency ဒီ constant ဗျဒါကြောင့်လို့ဆရာတို့ speed and wave plan နဲ့ဒီ directly proportional နဲ့ဓာတ်ရိုက်ချိုးကြတယ်ဒါကြောင့်လို့ဆရာတို့က lambda A by lambda G ဆိုတဲ့အတွက်ကြောင့်2မှန်သွားပြီ3ကမှားတယ်ဒါကြောင့်သူ့ရဲ့ correct answer ဒီဘာလို့ပြောလို့ရလဲဆိုတော့ B လို့ပြောလို့ရတာပေါ့နော်ကဲဒါဆိုရင်နောက်တစ်ခု question number 20အဲ့တော့ question number 20ရယ်21လေးရယ်မှာနှစ်ပုတ်စဉ်းစားကြည့်မယ်ဗျဘာလာမလဲဆိုလို့ရှိရင် question number 20မှာကကျတော့ light ray travel from A to glass angle of incident 32 degree ဖြစ်ပြီးတော့ angle of refraction က 21.1 degree ဆိုရင် angle of refracted index ကဘယ်လောက်လဲ I တန်ဖိုးပေးထားတယ် R တန်ဖိုးပေးထားတယ် N တန်ဖိုးပေးတယ် formula သိတန်းအတွက် n equal to sin by sin r ဒါကြောင့်မလို့ဆရာတို့က sin I ဒီဘယ်လောက်လဲဆိုလို့ရှိရင် 32.0 degree divided by sin r r ကကျတော့ဘယ်လောက်လဲဆိုလို့ရှိရင် 21.1 degree ဆိုတော့ဆရာတို့ရှင်းလိုက်မယ်ဆိုရင် 1.47 c ပေါ့နော်အဲ့ဒါပြီးရင်နောက်တစ်ခါကျတော့ question number 21မှာဘာလာမလဲဆိုတော့ဒါက lens နဲ့ဆိုင် real image of an object is found by the convergent lens of convection အဲ့တော့မှန်ဘလူးကုန်းမှာ real image ပေါ်တယ် real image ဆိုတာကကျတော့တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီ rays from the tip of an object အရာဝတ္ထုရဲ့ထိပ်မှာရှိတဲ့ထိပ်ကနေထားတဲ့အလင်းတန်းလေးတွေကဆိုလို့ရှိရင်အမှတ်တစ်ခုမှာစုံတယ်ဟုတ်ပြီစုံတာတော့ဟုတ်တယ်စုံပြီးပြီဆိုတာနဲ့ image can be viewed on a screen မှာတော့ပေါ်တယ်မှန်တာပေါ့ဗျ real image က screen မှာပေါ်တယ် virtual image လို့ခေါ်တယ်ပုံရိပ်ရောင်လာတာလေ screen မှာမပေါ်တာပါဗျတနည်းအားဖြင့် miss a point အမှတ်တစ်ခုမှာလည်းစုံတယ် screen မှာလည်းပေါ်တယ်ဆိုရင်
ဒါဒီ we ရဲ့ image လို့ပြောလို့ရတယ်ဒါကြောင့်မို့သူ့ရဲ့ correct answer ဒီ A ပါဒါဆိုရင် B မှာကျတော့စုံတော့စုံတယ်ဆိုတော့မှန်နေတယ်ဒါပေမဲ့ cannot view on the screen မှာမပေါ်ဘူးဆိုတဲ့အတွက်ကြောင့်မှားတယ်မစုံဘူးဆိုလို့ရှိရင်အဲ့ဒါဒီဘာလို့ပြောလို့ရလဲဆိုတော့ဒါက virtual image လို့ပြောလို့ရတယ်ဒီနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်စုံတယ်လို့ထင်ရတာအမှန်တကယ်စုံတာမျိုးမဟုတ်ဘူးဒါကြောင့်မို့ဆရာတို့ကပြောမယ်ဆိုဒါလေးတွေကမှားပါတယ်ဗျာဒါလေးတွေကမှားပါတယ်ဗျာဒါကတော့မှန်သေးတယ်ပေါ့နော်ဒီချက်ကကျတော့ can be viewed on the screen ဆိုတော့ဟိုကနှစ်ချက်စလုံးမှန်တာဆိုလို့ရှိရင် A ပဲရှိပါဟုတ်ပြီဒါကတော့အမေးနဲတယ်ဆိုရင်လည်းဆရာတို့ဒီမှာပါသွားတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဆရာတို့ intraday LAN တွေအခုဖန်ဆန်ပေါ့နော်ပြောချင်တာတော့နောက်တစ်ခါကျတော့ mobile phone တွေ security scanner တွေမှာဒါပြောရမယ်ဆိုလို့ရှိရင် electromagnetic radiation တွေကိုအဓိကအသုံးပြုတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် increasing wavelength of electromagnetic radiation used wavelength တဖြည်းဖြည်းနဲ့တိုးသွားတာဘယ်အပိုင်းလဲအဲ့မှာစဇလန်းဆရာတို့ဘာကိုသွားစဉ်းစားမလဲ wavelength ကတဖြည်းဖြည်းနဲ့သူကရှည်သွားတယ်ဆိုတော့ frequency နည်းသွားတာ frequency နည်းပြီး wavelength များတယ်ဆိုတော့ဆရာတို့က security scanner တွေကအများဆုံးအားဖြင့်တော့ဒါဒီပြောမယ်ဆိုလို့ရှိရင် X-ray scan နေနဲ့လည်းသုံးတယ် UV နေနဲ့လည်းသုံးတယ်ဒါပေမဲ့ဆရာတို့ပြောချင်တာ security scanner တွေကိုအများဆုံးအားဖြင့်ဆရာတို့က X-ray နဲ့သုံးပြီလားဒါတွေကိုကြတော့ဆရာတို့ကနောက်ထပ်တစ်ချက် mobile phone တွေကကြတော့ဆရာတို့က microwave နဲ့သုံးတယ် infrared အလန့်ကကြတော့ဆရာတို့က infrared နဲ့သုံးတယ်ဒါကြောင့်လို့ဆရာတို့က wavelength အရှည်ဆုံးဒီဘာလို့ပြောလို့ရလဲဆိုတော့ဒီထဲမှာဆိုရင် microwave ထက်ပိုပြီးတော့ရှည်တာဆိုတခုပဲရှိတယ်radio wave နော် mobile phone တော့ဆရာ microwave နဲ့သုံးတာပါတယ်ဒါကြောင့်လို့ဆရာတို့က mobile phone က wavelength အများဆုံးဒါဆိုရင်နောက်တစ်ခုကကျတော့ဆရာတို့ကsecurity scanner ကကျတော့ wavelength အနည်းဆုံးလို့ပြောလို့ရအနည်းဆုံးကနေအများဆုံးကိုသွားတာဆိုတဲ့အတွက်သူ့ရဲ့အဖြေက C လို့ပြောလို့ရတာပေါ့နော် infrared ကတော့အလယ်လက်တန်းမှာနောက်ထပ်တစ်ခုဒါကဘာလာမလဲဆိုလို့ရှိရင် student want to explain why the sound from the tree get louder when it goes closer ဆိုလိုချင်တာကယထာဒီကိုနားကိုရောက်လာတယ်ကိုနဲ့နီးလာတဲ့အခါမှာယထာတန်တဖြည်းဖြည်းနဲ့ကျဲလာတယ်ဒါဟာဘာကြောင့်လဲတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် what is the type of the wave အမျိုးအစားအတန်တိုင်းမှာဆိုမှတော့အတန်တိုင်းဒီ longitudinal နဲ့ wave ပေါ့နော်ဒါဆိုလို့ရှိရင်အဖြေက A နဲ့ B နဲ့နှစ်ခုရဲ့တစ်ခုပဲရှိတော့တယ်နောက်ကကျတော့အတန်ဘာလို့ကျဲသွားတာလဲဘာကြောင့်ကျဲတာလဲဆိုတော့ amplitude များလို့ပေါ့ amplitude များလို့ဒါကြောင့်လို့ဆရာတို့သူ့ရဲ့ correct answer ဒီ B ပါအဲ့ဒါလေးကတော့ပြောရမယ်ဆိုရင် amplitude နဲ့ loudness နဲ့က directly proportional တိုက်ရိုက်အချိုးကြပါအတန်ကျဲ amplitude များမယ်အတန်တိုးရင် amplitude နည်းမယ်ဒါပါပဲဗျ pitch အနည်းဆုံးနဲ့အဲ့တော့ pitch အနည်းဆုံးဆိုတော့ဒါတွေကလေတိတ်မမေးဘူးသီးလားမမေးဘူးဆိုတာအဲ့ဒီထဲမှာပဲမေးတယ် CIE မှာအမေးနေတယ်အခုကစပြီးဆရာတို့တွေးလာတယ်ဆိုတော့နည်းနည်းလေးတတိထားဖို့ရန်လိုအပ်သွားပြီအဲ့တော့ pitch နဲ့ frequency နဲ့ directly proportional တိုက်ရိုက်အချိုးကြ pitch များရင် frequency များမယ် pitch နည်းတယ်ဆိုတဲ့အတွက်ကြောင့် frequency နည်းတယ်ကဲဒါဆိုလို့ရှိရင်ဒီပုံမှာကြည့်လိုက်ကွာနော် frequency အနည်းဆုံးဒီဘာလို့ပဲပြောလို့ရလဲဆိုတော့ B လို့ပဲပြောလို့ရတယ်ဒါပဲဘာကြောင့်လဲဆိုလို့ရှိရင် pitch နည်းလို့ frequency နည်းတယ် frequency အနည်းဆုံးပုံဆိုလို့ရှိရင် B လို့ပြောလို့ရ frequency အများဆုံး pitch အများဆုံးဆိုလို့ရှိရင်တော့ D လို့ဆရာတို့ပြောလို့ရတယ်ဒီလိုဗျာဒါလေးကတော့ဆရာတို့ magnet နဲ့သက်ဆိုင်တဲ့အပိုင်းကိုရောက်လာပါပြီ question number 25အဲ့တော့ soft ion bar ဆိုလို့ရှိရင် is not magnetized တန်လိုက်တဲ့မသွင်းရသေးဘူးเนาะတန်လိုက်တဲ့မရှိတာမဟုတ်ဘူးเนาะတန်လိုက်တဲ့မသွင်းရသေးတာအဲ့တော့ဆိုကြပါစို့ not pole of a magnet တန်လိုက်ရတဲ့ not pole နဲ့နီနီကက်ကထားမယ် and then အဲ့ဒီနောက်ပိုင်းမှာတော့ to the south pole of the same magnet ဒါဆိုလို့ရှိရင်သူ့ရဲ့ resistance ကဘာဖြစ်သွားသူ့ရဲ့ resistance ကဘာဖြစ်သွားမလဲဆိုလို့ရှိရင်ဆိုလိုချင်တာက source ion bar လေးက not magnetized တန်လိုက်တဲ့မသွင်းရသေးဘူးအဲ့တော့တန်လိုက်နောက်တစ်ချောင်းယူပြီး not pole နဲ့ကက်လေကက်မှာ source pole နဲ့ကက်လေကက်မှာဘာကြောင့်လဲဆိုလို့ရှိရင် source ion bar ကတန်လိုက်မဟုတ်တဲ့အတွက်ကြောင့်ရိုးရိုး magnetic material ဖြစ်နေတဲ့အတွက်ကြောင့်ဒါကြောင့်မို့ attract ဆိုပြီးသိတယ်မိကုန်းလေးကိုနည်းနည်းလေးစားတာမိုက်တော့မိုက်ပေါ့နော်ကဲနောက်တစ်ခုနောက်ထပ်တစ်ခုကကျတော့ဆရာတို့ပါလာမလဲဆိုတော့ဒါလည်းမိကုန်းဟောင်းပါပဲ which quantities defines the energy transfer by the cell in driving unit charge around the complete circuit complete circuit နဲ့ electric component ဆိုပြီးတော့ definition နှစ်ခုပေးခဲ့ဘူးတယ်ဆိုလိုချင်တာက
electric component ဆိုလို့ရှိရင် voltage လို့မှတ်လို့ရတယ်အခုကကျတော့ complete circuit တစ်ခုလုံးမှာ unit charge လေးတစ်ခုရွေးလျားသွားလာဖို့ရန်အတွက်လိုအပ်တဲ့စွမ်းရည်ကူးပြောင်းမှုတနည်းအားဖြင့် work တဲ့အလုပ်ပြီးပြောင်းမှုကိုဆရာတို့ဘာလို့ပြောလို့ရလဲဆိုတော့ electromotive force လို့ပြောလို့ရပါတယ်ဒါဆိုလို့ရှိရင် question number 27 နဲ့ 28နှစ်ပုတ်စဉ်းစားကြည့်ပါမယ် question number 27ကကြတော့ relation between currents and voltage for the metal wire as a constant temperature တဲ့အဲ့ဒါဒီအုံးလောကိုနည်းနည်းလေးပြင်းညမ်းသွားပြီဗျ temperature constant အခြေအနေမှာ current နဲ့ voltage နဲ့က directly proportional ဓာတ်ရိုက်အချိုးကျတယ်လို့ဆရာတို့ပြောလို့ရတာဖြစ်တဲ့အတွက်ကြောင့်မြင်းစီသူက straight line ပဲဖြစ်တာလေအုံးလော graph လေးဒါဆိုရင်နောက်တစ်ခါကျတော့ circuit diagram show the cell connected to two diodes and a lamp in series ဒါဆိုလို့ရှိရင်ဘယ်မီးလုံးမီးလင်းလေကဲဒါဆိုလို့ရှိရင်ဆရာတို့က positive terminal နဲ့ current ထွက်တယ်ကဲသွားရောအဲ့မှာပထမပုံမှာတက်သွားပြီကဲဟုတ်ပြီဒါဆိုလို့ရှိရင် B လာလို့ရတယ်မီးလုံးလေးကိုဖြတ်ပြီး complete circuit ဖြစ်မှမီးကမီးလင်းမှာဒီမှာရပ်သွားပြီမရတော့ကဲဒါဆိုရင်ဆက်လာတယ်လာပတ်လို့ရတယ်တက်ပြီးတော့ပတ်လို့ရတယ်ဩရသွားပြီဗျာဒါဆိုလို့ရှိရင်သူရဲ့ correct answer ဒီပါလို့ပြောလို့ရတယ်ဆို C လို့ပြောလို့ရတယ်ဒါဆိုရင်ဆရာကြီး D ကြတော့ရောဒီမှာကျတော့ဒီမှာဝတ်ပိတ်သွားမရတော့နော်အဲ့တော့ဆရာတို့သူရဲ့ correct answer ပြီး C ပါနှစ်ခုစလုံး C ဖြစ်သွားတာနော်အဲ့တော့ question number 29ဒါကကျတော့ဘာလာမလဲဆိုလို့ရှိရင်ဆရာတို့ resistor နှလုံးကိုတော့ series ဆက်ထားတယ်ဆက်ထားပြီးတော့သူက battery လေးနဲ့လည်းချိန်ထားတယ် resistor တစ်လုံးချင်းစီမှာ voltmeter ချိန်ထားတယ် reading on the voltmeter V1 က is greater than the reading on voltmeter V2 V1 က V2 ထက်ပိုများတယ်ဒါဆိုရင် resistor နှလုံးထဲကိုဝင်တဲ့ current ကဘာဖြစ်မလဲ resistor နှလုံးရဲ့ resistor ကဘာဖြစ်မလဲမေးထားတယ်သူ series circuit လေနော်ဟောအဲ့တော့ပြောမယ်ဆိုလို့ရှိရင် series circuit ဖြစ်နေတဲ့အတွက်ကြောင့် current တူရဲ့ voltage တော့မတူဘူး voltage တော့မတူဘူးဒါဆို current တူတယ်ဆိုတဲ့အတွက်အဖြစ်က A နဲ့ B နှစ်ခုရဲ့တစ်ခုပဲရှိတော့နောက်တစ်ချက်ကကျတော့ဆရာတို့ကA မှာကတော့သူပြောထားတာဗာလဲဆိုလို့ရှိရင် resistance တူတယ်ဟေး resistance တူလို့ရှိရင် V = IR ရ voltage ကတူရမှာပေါ့နော်မတူဒါဆိုလို့ရှိရင် X ရဲ့ resistance ကတဲ့ Y ရဲ့ resistance နဲ့ပို့ပြီးတော့များတဲ့အတွက်ကြောင့် 1 ရဲ့ V1 က V2 ထက်ပို့ပြီးတော့များတယ်ဆိုတော့ဒီမှာအဖြစ်က B လို့ပြောလို့ရဒါကဲဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခုအဲ့တော့နောက်ထပ်တစ်ခုကကြတော့ဘာလာမလဲဆိုရင်ဒါလည်းပဲ magnet conductor HY လေးထားထားတယ်အဲ့ conductor HY လေးထားထားပြီးတော့ part of the conductor အပိုင်းလေးတစ်ပိုင်းကိုတဲ့ line between the magnetic pole and S not and source pole ကြားထဲမှာ conductor လေးကိုထားပြီးရော conductor လေးကို move ရွှေ့လိုက်မယ်ရွှေ့လိုက်တဲ့အခါမှာဆိုလို့ရှိရင် current flow along the conductor from C to W C ကနေ W ကိုပြန်လာဒါဆိုလို့ရှိရင် conductor ကိုသူဘယ်လိုရွှေ့လိုက်လို့လဲ R တိုင်းရွှေ့လိုက်တာလား P တိုင်းရွှေ့လိုက်တာလား Q တိုင်းရွှေ့လိုက်တာလားဒါမှမဟုတ်လို့ရှိရင်ဆရာတို့ဒီမှာစာရွက်ကြည့်နေတဲ့ viewer ရှိကိုပဲပတ်ခနဲ့ထွက်လာတာလားမေးထားတယ်ဒါဆိုရင်ဘာအသုံးရမလဲဆရာတို့ဒီထဲမှာ current ထုတ်ပြီးမယ် power supply မပါဘူးဒါဆိုရင်အဲ့ဒါကိုဆရာတို့ကဘာလို့ပြောလို့ရလဲဆိုတော့ electromagnetic induction လို့ခေါ်တယ် electromagnetic induction နည်းရဆိုလို့ရှိရင်ဆရာတို့ဘာကိုသုံးလဲဆိုတော့ right hand rule ကိုသုံးတယ်ကြာ right hand rule ကိုသုံးတယ် right hand rule ကိုသုံးတယ်ဆိုတော့လာပြီဒါလက်မဒီဘာကိုပေါ်ပြလဲဆိုလို့ရှိရင် movement ရွှေ့လျားမှုကိုပေါ်ပြဒါဆိုလို့ရှိရင်ဆရာတို့လက်ညှိုးလေးကကြတော့ဘာကိုပေါ်ပြလဲဆိုတော့ဒါဒီ inner phase ပါ inner phase ကဒီဘာကိုပေါ်ပြလဲဆိုလို့ရှိရင် magnetic field အဲ့တော့ P လို့ပဲဆရာရေးလိုက်ဒါဆိုရင်ဒါလေးကကြတော့ဘာကိုပေါ်ပြလဲဆိုလို့ရှိရင်ဒါ middle phase တော့ left phase ကကြတော့ဆရာတို့ current ကိုပေါ်ပြတယ်အခုက electron ကြီးနော် electron ကြီးဖြစ်နေနော် current ရဲ့ direction ဒီ electron ရဲ့ direction တွေကအမြဲတမ်းဆန့်ကျင်ဘက်လို့ပြောလို့ရတယ်အဲ့တော့ဆရာတို့နည်းနည်းလေးခေါင်းချပါသူကအရင်ဆုံး current အတွက်ပဲစဉ်းစားရတော့ဆိုလိုချင်တာကဘာလဲဆိုလို့ရှိရင်
electron စီးတာကတဲ့ C to W ဆိုလို့ရှိရင် current ဆိုလို့ရှိရင် current က W to C ကိုသွားမှာရတဲ့ဒီလိုသွားတာကဒါလေးက current သွားတာ magnetic field ဒီအမြဲတမ်း not to south သွားတယ် magnetic field က not to south ဆိုတော့အောက်ကိုလာတယ် current ကကြတော့ဟိုဘက်ကိုသွားတယ်ဆိုလို့ရှိရင်လက်မကြီးကဘာဖြစ်နေလဲဆိုလို့ရှိရင်ဆရာတို့မျက်နှာကိုလာထိုးနေတယ်မြင်လို့ရှိရင်ညာဘက်လက်လေးကိုလက်မရဲ့လက်ညိုးရဲ့လက်ကလေးရတစ်ခုနဲ့တစ်ခုကဘာဖြစ်နေရမလဲဆိုတော့ mirrorly perpendicular ထောင်းမကြားနေရလိမ့်မယ်နော်ထောင်းမကြားနေရလိမ့်မယ်ဒါဆိုရင်ဆရာတို့ကလက်ညိုးကိုဒီပုံပါအတိုင်းဆိုအောက်ဆိုင်လိုက်မယ်လက်ကလေးကကျတော့ to the right ညာဘက်အချမ်းကိုသွားနေမယ်ဆိုလို့ရှိရင်လက်မကြီးဘာဖြစ်နေမလဲဆိုလို့ရှိရင်ကိုမျက်နှာကိုတဲ့ထိုးဒီအဲ့ပုံစံနဲ့ဒါကြောင့်မို့ဆရာတို့သူ့ရဲ့ correct answer ဒီ all the paper toward the viewer ဆိုပြီးပြောလို့ရတယ်ဒီအဲ့ဒီမှာဆရာတို့က current ဒီဘာကြောင့်အဲ့လိုမျိုးကြီးဖြစ်သွားတာလဲဆိုတော့ electron က from C to W ဖြစ်တဲ့အတွက်ကြောင့် current ဒီ W to C လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ directions of current is opposite to the directions of electron ဒါကြောင့်ပါဗျာဒါကြောင့်မို့ဆရာတို့ electron နဲ့ဆိုလို့ရှိရင်လက်တွေအမှဟိုချိုးဒီချိုးနေတယ်အဲကြောင့်မို့ current နဲ့တွက်ချလိုက်အဖြေထွက်သွားတယ် AC generator တဲ့ AC generator ကဒါပြောမယ်ဆိုလို့ရှိရင် graph 1 ကတဲ့ AC generator ရဲ့ output ကိုပြထားတယ်ဟုတ်ပြီဒါဆိုရင် which chain can be made so that the generator produce graph 2ဆိုတော့ graph 1 ကမှနည်းနည်းလေးရှုံးနေမှာဆိုတဲ့အတွက်ကြောင့်1ဒီပြည့်ပဲအဲ graph 2 ကကြတော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်အရင် amplitude မြင့်သွားတယ်အဲ့ဒါဘာကြောင့်လဲ decreasing magnetic field strength နဲ့ magnetic field strength နည်းသွားတယ်တဲ့မှားသွားပြီပေါ့နော် magnetic field strength ကများရင်သူ့ရဲ့ voltage ကပို့ပြီးတော့များလာနိုင်တယ် induced EMF ပိုများတဲ့အတွက်ကြောင့်ဒါဆိုလို့ရှိရင် increasing magnetic field strength ဟုတ်ပြီဒါတစ်ချက်မှန်တယ်ဟိုမှာကျတော့ဒီမှာspeed of rotation ကလည်းပဲ decrease ဖြစ်သွားတဲ့အတွက်ကြောင့်နည်းတယ်ဒီမှာလည်းပဲဆရာတို့ speed of rotation မဟုတ်ဘဲနဲ့ number of point ကလည်းနည်းတယ် number of point နည်းတယ်ဆိုရဲကမရအောင် number of point နည်းမယ်ဆိုလို့ရှိရင် induced EMF ကလည်းနည်းမယ်မှားတယ် number of point များမယ်တဲ့ point အရေအတွက်များယုံနေကြတာ no point အရေအတွက်များယုံနေမရအောင်အဓိကသူ့ဆရာတို့ generator ဆိုတဲ့အတွက်ကြောင့်သူ့ဆရာတို့ခက်မြန်လှည့်တဲ့အတွက်ကြောင့်သူ့ရဲ့ induced EMF or potential difference voltage ကပိုများလာခြင်းဖြစ်ပါတယ်ဒါကြောင့်မို့သူ့ရဲ့ correct answer ကြီးဘာလို့ပြောလို့ရလဲဆိုတော့ D လို့ပြောလို့ရပါတယ်ဒါတော့ AC generator အပိုင်းမှာသင်ရပါတယ် AC generator အပိုင်းကမေးတာနည်းတယ်ဆိုရင်ဒီမှာဆရာတို့ပြန်ပြီးတော့တွေ့လာတယ်ပေါ့နော်ဒါလေးကဘာလဲဆိုလို့ရှိရင် current carrying wire ကိုတဲ့ magnetic field ကိုထည့်တယ်ဒါဆိုလို့ရှိရင် magnetic force ရဲ့ direction ကဘာလဲတဲ့ electromagnetic induction မဟုတ်တဲ့အတွက်ကြောင့်ဆရာတို့ဘာကိုသုံးလဲဆိုတော့ left hand rule ကိုသုံးအဲ့တော့ left hand rule ကိုသုံးတယ်ဆိုတော့လက်ညိုးရဲ့လက်မရဲ့လက်ကလေးရဲ့ပြန်ယူပဲပြီဘယ်ဘက်အချမ်းနော်ဘယ်ဘက်အချမ်းနော်အဲ့တော့ thumb ရဲ့ index finger ရဲ့ middle finger ရဲ့ thumb ကကြတော့ဘာကိုပေါ်ပြလဲဆိုလို့ရှိရင်ဒီမှာကြတော့သူက force ဖြစ်သွားပြီဒါကကြတော့ field ဖြစ်သွားပြီ magnetic field ကိုပြောတာဒါကကြတော့ current ဖြစ်သွားပြီ magnetic field ကကြတော့ north to south ကိုသွားမယ်ဆိုတော့လက်ညိုးကအောက်ကိုရောက်သွားပြီ current ကြီးကဟိုဘက်ကိုသွားတယ်ဆိုလို့ရှိရင် force ကဘာဖြစ်မလဲဆိုတော့ into the page စာရွက်ထဲကိုဝင်နေပြီစာရွက်ထဲဝင်တဲ့ပုံကဘယ်လိုဖြစ်သွားမလဲစာရွက်ထဲဝင်တဲ့ပုံကကြတော့ဘယ်လိုဖြစ်သွားမလဲဆိုစားပြီ B လို့ပြောလို့ရတာပေါ့နော်သူ့ရဲ့ dimension အရပြောမယ်ဆိုရင် B လို့ပြောလို့ရတာဒီမှာပါဗျာကဲဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခု C ကိုပြတာကကြတော့အဲ့ဒါ not to south ပါ B D ကမဖြစ်နိုင်ဘူးကွာနော် A ကကြတော့ကန့်လန့်မြဲကြီးဖြစ်နေအဲ့လိုမျိုးလဲစဉ်းစားလို့ရပါတယ်ဒါပေမဲ့ဆရာတို့ left hand rule ပဲသုံးပါနော် left hand rule ပဲသုံးပါဒါကကြတော့ဆရာတို့ transformer ဗျာ transformer ကကြတော့ဘာလာမလဲဆိုတော့ transformer တစ်ခုမှာတဲ့ primary coil နဲ့ secondary coil ရှိတော့ primary coil လို့ခေါ်တဲ့ MP က2000ရှိတယ် secondary coil ကကြတော့ NS ကကြတော့ coil 1000ရှိတယ်
efficiency က100ရာခိုင်နှုန်းဖြစ်နေမယ်ဆိုရင် transformer အတွက်စာသားဘယ်စာသားမှန်လဲအဲ့ဒါနည်းနည်းစဉ်းစားပြီဗျာဒါဆိုရင် VP by VS equal to MB by NS ဒါက transformer ရဲ့ပထမဆုံး formula ဆိုတော့ VP by VS MB ကကြတော့2000 NS ကကြတော့ဘယ်လောက်လဲဆိုလို့ရှိရင်1000ဒါဆိုရင်1000ဆိုတော့ VP equal to ဟိုမှာကကြတော့0 1 by 2 0.1 တော့ဆိုတော့ 0.2 ဖြစ်သွား multiply ds ဒါဆိုရင်ဒီထဲမှာကြတော့0ရှားမယ်ဆိုရင်ဟိုကောင်က bs ကိုလို့ bs ကိုလို့ရင်တော့ဖြစ်တဲ့အတွက်ကြောင့် bs တွေပဲမိထားတာကြောင်းမြန်နှံလိုက်တော့ဒီကကြောင်းမြန်နှံလိုက်မယ်ဆိုလို့ရှိရင် bs equal to တက်လီ9လီဆိုတော့ 5 multiply pp အဖြစ်အမှနှစ်ခုရှိနေတယ် a နဲ့ b နဲ့ဒါဆိုလို့ရှိရင် current အတွက်ဆရာတို့စဉ်းစားအောင် bb ib equal to bs is is ကိုလို့ကျင်တာ bb ကဒီတိုင်းထားမယ် ib လည်းဒီတိုင်းထားမယ် bs ကကျတော့5 multiply pp equal to is အဲ့တော့ bb bb ကျေသွားမယ်လို့ကျင်တာက is ကိုလို့ကျင်တာဒါဆိုရင်5ကဟိုဘက်ကိုသွားစားဆို1/5ဆိုတော့ 0.2 multiply ip ဒါဆိုရင်သူ့ရဲ့အဖြေကဘာလို့ပြောလို့ရလဲဆိုတော့ b လို့ပြောလို့ရ transformer မှာရှိတာမှာဒီ formula လေးနှစ်ခုပဲရှိအဲ့ဒီ formula လေးနှစ်ခုကိုသူကတပြိုင်တည်းထည့်ပြီးတော့သုံးရတယ်ဒါပါပဲပေါ့နော် okay question number 34လေးစဉ်းစားကြည့်ပါမယ်ဗျာ question number 34မှာကကြတော့ဒါလေး Ernest Rutherford Post ရဲ့ go for an experiment ရွှေပြားလက်တွေ့ဆန်းချက်နော်အဲ့မှာ f particle တွေလှမ်းပစ်လိုက်ဖတ်ဆိုပစ်လိုက်တဲ့အခါမှာရွှေပြားကိုရိုက်တဲ့အခါမှာသူကနှစ်ချက်ပြထားတယ် observation နှစ်ချက်အဲ့တော့ two observation from the experiment are labeled 1 and 2 1 most particle and d flat ဆိုတော့သူက straight on direction ဒဲပြတ်သွားတာအဲ့ဒီတစ်ချက်မှာကိုဆရာတို့သိလိုက်ရမှာကဒီကောင်ကြီးဒဲပြတ်သွားတယ်ဆိုတော့ atom က empty space ဖြစ်နေတဲ့အတွက်ကြောင့်ဟုတ်ပြီဒုတိယတစ်ချက်ထပ်ကြည့်လိုက်အောင် few particle deflect few particle deflect ဆိုတော့ particle နည်းနည်းလေးရတယ် deflect ဖြစ်ဟုတ်ပြီဆိုတော့ဆရာတို့ကအဲ့ဒီနှစ်ချက်မှာကြည့်မယ်ဆိုလို့ရှိရင်ဘာကိုတွေ့ရမလဲဆိုတော့သူတို့တွေမှာတဲ့ atom မှာသည်တဲ့ no overall charge မရှိဘူးတဲ့အဲ့မှာမှားတယ်ဒါပေမဲ့ဒီမှာကျတော့ overall အားလုံးမှာတဲ့ positive charge ရှိရဆိုတော့မှန်တော့မှန်နေတယ်ဒါပေမဲ့1နဲ့2နဲ့မှာကိုက်ညီမှုမရှိဘူးဗျဒါကြောင့်လို့ဆရာတို့ကဒီ number 1တစ်ချက်နဲ့သူ့ကို conclusion ချလိုက်လို့ရပြီအဲ့ဒါဘာလဲဆိုတော့ atom က empty space ဖြစ်နေတဲ့အတွက်ဟုတ်ပါပြီနောက်တစ်ခုဒါကဘာလဲမလဲဆိုလို့ရှိရင် nucleus has a symbol 23 and 11နဲ့ sodium ကြီးကိုပြထားတယ်ဒါဆိုရင်သူ့ရဲ့ proton က nucleus ထဲမှာ proton 17လုံးရှိတယ်တဲ့ဒါဆိုမှန်လားဆိုတော့အဲ့မှာမှန်သွားပြီဗျတတိယမြင်ပြောမယ်ဆိုလို့ရှိရင်ဆရာတို့က atomic number ဒီဘာနဲ့တူလဲဆိုလို့ရှိရင် numbers of proton နဲ့လည်းတူတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် numbers of electron နဲ့လည်းတူတယ်ဒါကြောင့်ပါဗျနောက်တစ်ခါကျတော့ astronomer measure the count rate from the radioactive source radio တတ်တဲ့ပစ္စည်းကနေပြီးတော့မှသူ့ရဲ့ count rate ကိုတိုင်းတယ်ဒါဆိုလို့ရှိရင် which method should the student use to remove the contribution made by background radiation အဲ့တော့ background radiation ကိုပြန်ပြီးတော့ remove လုပ်ဖို့ရအတွက်ဘယ် method ကိုအသုံးပြုသင့်လဲဘာလို့ရမလဲဆိုလို့ရှိရင် background radiation ကနေရာတိုင်းမှာရှိတာပါနော် background radiation နေရာတိုင်းမှာရှိတယ်ဆိုတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ radiation ကိုဒီ source တစ်ခုရဲ့ radiation ကိုမတိုင်းခင်မှာအရင်ဆုံး background radiation ကိုကြိုတိုင်းတာတိုင်းပြီးသွားပြီဆိုတော့မှ source ရဲ့ background radiation source ကို radiation တိုင်းပြီးပြီဆိုရင်ခုန background radiation ပြန်ပြီးတော့ subtract လုပ်ပေးရအောင်ပြန်နှုတ်ပေးရအောင်သွားပြီးပေါင်းပေးလို့မရအောင်နော်အဲ့တော့ see empty room ထဲမှာလုပ်တယ်ဆိုတာက तू က empty room မကလို့ဘယ် room ပဲဖြစ်နေလို့ရှိရင် background radiation ရှိလို့ရှိရအာကာသထဲမှာမရှိဘူးမြေပြင်မှာလည်းရှိအဲ့တော့ background radiation လေးလွတ်တဲ့နေရာလေးဟိုနေရာလေးဒီနေရာလေးသွားလုပ်လို့ရလားလို့မရနောက်ဆုံးမြေကြီးတွေကအစားထွက်တယ်လေမာတော့ရှိ
ဒီလိုဗျကဲနံပါတ်37လေးကကျတော့သူက deflection နဲ့သက်ဆိုင်တာဗျဆိုတော့စဉ်းစားကြည့်ပါမယ်ဗျအဲ့ဒါလေး question number 37ကျတော့ပါလာမယ်ဆိုလို့ရှိရင် means of f of particle in a straight line ဟုတ်ပြီ f of particle ပထမအနေနဲ့တော့သူက straight line ဒါနေတာပဲဒါပေမဲ့ regions of p magnetic field လို့ပြောလို့ရတယ် magnetic field လား electric field လားမသိသေးဘူးเนาะမသိသေးဘူးနဲ့သူကဘာဖြစ်သွားလဲဆိုလို့ရှိရင် it's another region for the field that deflect the particle in a circular path ဟုတ်ပြီစောင်းဝိုင်းပုံစံလမ်းကြောင်းထိုင်းပြီးတော့ပွေသွားတယ်ဒါဆိုလို့ရှိရင် types of field ပြီးအဘာမျိုးစားလဲနောက်ပြီးတော့သူ့ရဲ့ direction ကဘယ်လိုဖြစ်သွားလဲအဲ့တော့ magnetic field လား electric field လားဆိုတော့ဆရာတို့ကြည့်မယ်ဆိုလို့ရှိရင် magnetic field ဆိုလို့ရှိရင်သူက sorry electric field ဆိုလို့ရှိရင်သူက uniform electric field တခုရှိရလိမ့်မယ်တိကျတဲ့ direction တခုလည်းပေးထားဒါဆိုလို့ရှိရင်သူ့ရဲ့ beta particle လာရလမ်းကြောင်းဆိုတော့ဆရာတို့က left hand rule နဲ့စဉ်းစားမယ်ဆိုလို့ရှိရင်လက်မရဲ့လက်ညှိုးရဲ့လက်ကလေးမှာသူကပြောရမယ်ဆိုလို့ရှိရင် beta particle ဒီ alpha particle ရဲ့သွားရနဲ့ဆန့်ကျင်ပဲတနည်းအားဖြင့် alpha particle ရဲ့သွားရကကျတော့ current ရဲ့ direction နဲ့အတူတူ current ရဲ့ direction ဒီ alpha ရဲ့ direction နဲ့အတူတူပဲလို့ပြောလို့ရတယ်နော်ဒါကြောင့်မလို့ဆရာတို့က beta particle ဒီ alpha ရဲ့ပြောင်းပြန်ဆိုတော့နည်းနည်းစဉ်းစားဒါဆိုရင်ဆိုကြပါစို့ဆရာတို့ alpha နဲ့တွေးကြည့်မယ်ဆိုရှင် magnetic field အဲ့ဒီ page သူက deflection ကအောက်ကိုရောက်သွားပြီးတော့ဘယ်လိုလာမလဲဆိုတော့ force တက်ရောက်လေးက into the page ပဲဖြစ်လာတယ်ဒါမှမဟုတ်ရင် beta နဲ့မစင်းသားတက်လို့ရှိရင်ဆရာတို့ alpha နဲ့စင်းသားဆိုကြပါစို့ဒီမှာပေါ့ကိုဆရာပုံလေးတက်ဆွဲလိုက်ဒီမှာ cross လေးတွေချစ်လိုက်မယ်ဗျာဟုတ်ပြီ cross လေးတွေချစ်လိုက်တယ်ဆိုတော့ဒါကကျတော့ဆရာတို့ magnetic field into page စာရွက်ထဲကိုဝင်ဟုတ်ပြီ alpha particle လား alpha ဒီတနည်းအားဖြင့်ဗါတဲ့အတူပဲဆိုတော့ current နဲ့အတူပဲအဲ့ဒါကိုဆရာတို့က left hand rule သုံးမယ်ဆိုလို့ရှိရင် magnetic field into the page ဆိုတော့လက်ညှိုးကိုစာရွက်ထဲထောက်တာဒါဆိုရင် alpha ဒီ current နဲ့အတူတူပဲဆိုတော့လာတဲ့အတွက်ကြောင့် force ကအပေါ်တက်သွားအဲ့ဒါဆိုလို့ရှိရင်ဆရာတို့ beta ဆိုလို့ရှိရင်မဖြစ်ဘူး beta ဆိုလို့ရှိရင်သူကဆန့်ကျင်မှာ beta ဆိုလို့ရှိရင်ဆန့်ကျင်မှာဆိုတဲ့အတွက်ကြောင့်ရောက်လို့ပြီးတော့ဒီလိုဖြစ်သွားမှာဖြစ်ဒါကြောင့်မလို့နည်းနည်းလေးရှည်သွားတယ်ဟုတ်ပြီတော့ဒါကြောင့်မလို့ဆရာတို့သူ့ရဲ့ correct answer ဒီဘာလို့ပြောလို့ရလဲဆိုတော့ C လို့ပြောလို့ရတယ်ဟုတ်ပြီဗျာဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ခု nuclear fission reaction မှာတဲ့တော့ which equation correctly show the possible fission reaction from uranium-235 uranium-235 nucleus ကို neutron တစ်လုံးတိုက်မယ်ဆိုရင် uranium-236 အနေနဲ့ပြောင်းတယ်ဒါကတော့ theory သင်တိုင်းတော့ဘာဖြစ် theory မသိဘဲနဲ့ဆရာတို့ဖြည့်ကြည့်မယ်ဆိုလို့ရှိရင်သူ့ atomic number တွေ mass number တွေ conservation ဖြစ်လားမဖြစ်လားသိချာကြည့်ဒီမှာဆိုရင်ဒီနှစ်ခုပေါင်းလိုက်တယ်2 3 6ဒီနှစ်ခုပေါင်းလိုက်တယ်92ဒါဆိုရင်ဆရာတို့က141ရေနောက်တစ်ခါကျတော့92ရေဟောကျတော့3တက်လီဆိုတော့3အဲ့ဒါကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဘယ်လောက်ရမလဲဆိုတော့236ရအောင်အောက်ကဟာတွေပေါင်းမယ်56ရေ36ရေပေါင်းရင်92ရမယ်အဲ့မှာအဖြစ်ရထွက်သွားပြီဒါပါပဲဗျကဲဒါဆိုရင်ဒီကလေးကတော့ဆရာပါလားဆရာရှင်းလိုက်တော့မယ် astrophysics ကတော့အဲ့တော့ဘာလာမလဲဆိုလို့ရှိရင် satellite တစ်ခုကဆိုလို့ရှိရင် orbit နဲ့ at equator ကမ္ဘာရဲ့ equator ပတ်လမ်းအပေါ်ကနေပြီးတော့မှ satellite တစ်ခုကလှည့်ပတ်သွားလာနေတယ်သူကတပတ်ပတ်ဖို့ရန်အတွက်ဆိုလို့ရှိရင်တော့ဘယ်လောက်ကြာအောင်လဲဆိုတော့24 hours 24နာရီကြာမြင့်တယ်ဒါဆိုလို့ရှိရင် time period တီကိုပေးထား orbital period ကိုပေးထားတယ်အဲ့တော့ satellite ဟာဆိုလို့ရှိရင်ကမ္ဘာရဲ့မျက်နှာပြင်ဘယ်လောက်အမြင့်ကနေပြီးတော့မောင်းနေလဲဆိုလို့ရှိရင် 36,000 km နဲ့မောင်းနေပြီးတော့ကမ္ဘာရဲ့ radius ကကြတော့ဘယ်လောက်ရှိမလဲဆိုတော့ 6,400 km ရှိတယ်ဆိုရင် orbital speed ကဘယ်လောက်လဲ orbital speed ရဲ့ formula ကျတော့ v = s / t နဲ့မဟုတ်ဘဲနဲ့ v = 2πr / t နဲ့ဆရာတို့တွက်ရတယ်ဗျာအဲ့တော့ဆရာတို့က r ကကြတော့ဘာကိုပြောတာလဲဆိုတော့ radius of the cycle ဒီကောင် circular orbit စက်ဝိုင်းပုံစံလမ်းကြောင်းတိုင်းလှည့်ပတ်တာဖြစ်တဲ့အတွက်ကြောင့် 2π multiply r ဒီဘာလို့ပေးရမလဲဆိုတော့ဒီနှစ်ခုစလုံးကိုဆရာတို့ပေါင်းပြီးမှရဆိုလို့ကျွန်တော်36,000နဲ့6,400နဲ့ပေါင်း time period ကကျတော့24နာရီ24နာရီဆိုတော့သူက unit တွေအကုန်လုံး second အနေနဲ့ပြထားတာsecond အနေနဲ့ပြထားတာဖြစ်တဲ့အတွက်ကြောင့်24နာရီတစ်နာရီမှာ60မိနစ်တစ်မိနစ်မှာ60စက္ကန့်ဆိုတော့ဆရာတို့အဲ့ဒါလေးရှင်းကြည့်လိုက်မယ်ဗျ
အဲ့ဒါလေးရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်2 by multiply ဟိုကကြတော့6ဆိုတော့12 42 4နှစ်4 4နှစ်4ရဟုတ်တယ်4နှစ်4ရအဖာ24အမြောက်60အမြောက်60အဲ့တော့ဘယ်လောက်ရမလဲဆို3.08 3.08ဆိုတော့3.1ကီလိုတွေစီကမဖြုတ်ခဲ့ဘူးဒီတိုင်းထားတာကီလိုမီတာပါစိုက်အဲ့တော့သူ့ရဲ့ဖြေက B ပါဗျာနောက်တစ်ခါကျတော့ဘာလာမလဲဆိုလို့ရှိရင် one nuclear reaction တခုရှိတယ်အဲ့ဒါကျတော့အများဆုံးအဖြစ်တော့ဆရာတို့နေမှာဖြစ်တဲ့ nuclear reaction နေမှာဖြစ်တာလေသူက fusion နဲ့ဖြစ်တာနော်နေက fission နဲ့ဖြစ်တော့သွားပြီအဲ့တော့နေမှာကအဓိက hydrogen တွေပေါ်ကျွယ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒါက astrophysics သင်ရင်လည်းဆရာတို့သိရလိမ့်မယ် hydrogen တွေပေါ်ကျွယ်သွားတာဖြစ်တဲ့အတွက် hydrogen တွေတစ်ခုနဲ့တစ်ခု fuse ဖြစ်တဲ့အခါမှာဘာဖြစ်နေလဲပြောင်းလာလဲဆိုတော့ helium အဖြစ်နေတယ်ပြောင်းဒါကြောင့်မလို့ဆရာတို့ fusion of hydrogen to form helium လို့ဖြေပေးရတယ်ဒါပါပဲဗျာဒါဆိုရင်2026 paper match မှာမိခဲ့တဲ့ paper 2ကအမှန်ပြီးဆုံးသွားပြီလို့ဆရာတို့ပြောလို့ရနော်